ဒီတစ်ပတ် The English Eye Opener အစီအစဉ်မှာဝါဟာရလေးရတဲ့ကျွဲစေလိုခန္ဓာလေးကိုတင်ဆက်လိုက်ပါတယ်။မနေ့အိယာထားလို့သွားတိုက်တော့မယ်ဆိုရင်တပုတ်တံပေါ်သွားတိုက်စေလေးနဲ့ညှစ်တင်လိုက်တယ်။အဲ့ဒီသွားတိုက်စေကို nurdle လို့ခေါ်တယ်။ nurdle table tennis လို့ခေါ်တဲ့စပေါ်နဲ့ tennis ရိုက်တဲ့ဘက်တံကိုသေချာကြည့်ရင်အဖုအတစ်လေးတွေအများကြီးတွေ့လိမ့်မယ်။အဲ့ဒီအဖုအတစ်လေးတွေကို pips လို့ခေါ်တယ် pips ကောက်သီးပေါ်မှာဆိုရင်အချိုင်လေးတွေအများကြီးတွေ့လိမ့်မယ်အဲ့ဒီအချိုင်လေးတွေကလူရဲ့ပချိုင်နေတဲ့တူလို့သူတို့ကို dimples လို့ခေါ်တယ်တာမန်ကောက်သီးတစ်လုံးမှာ dimples ပေါင်း300နဲ့500ကြားထဲမှာရှိတတ်တယ်တရောပေါ်မှာဆိုရင် S ပုံစံအပေါက်လေးနှစ်ပေါက်ဖောက်ထားတာတွေ့လိမ့်မယ်အတန်ဟိမ့်မို့ပေါ့နော်အဲ့ဒီ S ပုံစံအပေါက်လေးတွေကို F holes လို့ခေါ်တယ် F holes ကြာနေတဲ့ရေကိုခံဖို့ခွက်မရှိရင်လူတွေကသူတို့ရဲ့လက်နှစ်ဖက်ကိုအသုံးပြုတယ်ဒီလက်ခုပ်ပေါ့လက်ခုပ်နဲ့ခံတယ်အဲ့ဒီလက်ခုပ်ကိုခေါင်းပင်လို့ခေါ်တယ်ခေါင်းပင်လမ်းတွေပါပြင်တဲ့အခါမှာဆိုရင်ရင်ကြောကိုလည်းနည်းနည်းတားတာမျိုးတွေနော်အဲ့ဒူလုံးကျုံတွေတွေ့လိမ့်မယ်အဲ့ဒီဒူလုံးကျုံတွေကို traffic cone လို့ခေါ်တယ် cone ဆိုတာဒူလုံးကျုံကြောက်ပုံရှိတော့နော်အဲ့တော့ traffic cone Miss Universe တို့ Miss Myanmar တို့အဲ့လိုနော်ပြိုင်ပွဲတွေမှာအနိုင်ရရှိသူကိုသူတို့ကဆက်လွယ်ပေးတယ်ပေါ့အဲ့ဒီဆက်လွယ်ကို sash လို့ခေါ်တယ် sash ဒါကတော့ဝိုင်ဘလင်းဝိုင်ဘလင်းတိုင်းလို့ပေါ့သူ့ရဲ့အောက်ခြေကိုကြည့်လို့ရှိရင်အချိုင်တစ်ခုတွေ့လိမ့်မယ်ဝိုင်ဘလင်းတွေမှာတွေ့တတ်တယ်အဲ့ဒီအချိုင်ကို punt လို့ခေါ်တယ် punt ကဘာကြီးကတချမ်းကနေတချမ်းကညဒါထုံးလာမယ်နော်ဖြစ်နေကြပေါ့အဲ့ဒီနေ့နဲ့ညနဲ့ဂျားထဲမှာရှိတဲ့မြင်းကိုစိတ်ကူးရင်မြင်းပေါ့အဲ့ဒီမြင်းကို terminator line လို့ခေါ်တယ်နေ့နဲ့ညကိုခွဲခြားထားတဲ့စိတ်ကူးရင်မြင်းလေးမျက်စိတွေပေါ်အောင်နောက်မှပြလိုက်ပါတယ် terminator line အဲ့ဒီတော့ terminator line အကြောင်းပြောရင်းနဲ့ပဲဒီတစ်ပတ် The English Eye Opener အစီအစဉ်ကိုဒီကုန်းချုပ်လိုက်ပါတယ်ကြည့်ရှုအားပေးတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်